ဂျက်ဆန်ကိုချဲစီထံပြန်ပို့တော့မယ့်ဘိုင်ယန်ကြောင့်လာမယ့်နှစ်မှာဒီလက်ဂျက်ဆန်ဂါနာချိုတို့3ယောက်နဲ့ EPN ရသွားနိုင်တဲ့ချဲစီပရိသတ်များဝဲမိလာမြောင် Igris Sports ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေပရိသတ်ကြီးရေဂျာမနီကသတင်းကောင်းချဲစီပရိသတ်တွေအတွက်တော့သတင်းစိုးတစ်ပုဒ်ထွက်လာပါပြီဘိုင်မြူနစ်အသင်းကချဲစီကိုဖုန်းဆက်ပြီးရင်းကြေးပြောလိုက်ပါရင်ခင်ဗျားတို့ရဲ့နီကိုလက်ဂျန်ဆင်ဆိုတဲ့ကုန်ပစ္စည်းကိုကျွန်တော်တို့စမ်းသပ်သုံးစွဲကြည့်ပြီးပါပြီအရေးသွေးမမီတဲ့အတွက်ရာသီကုန်ရင်ပြန်ပို့လိုက်ပါတော့မယ်ပြန်အမ်းငွေပေးချမလို့ပါဘူးဒီတိုင်းပဲပြန်ယူသွားပါရင်ဘိုင်ယန်ဆိုတာဂျာမန်မန်ရှင်တွေတီးကြတယ်အသေးကြတယ်ဂျန်ဆန်လိုကိုပေါရှိရောက်မှကြပြက်ကချော်ဖြစ်နေတဲ့တိုက်စစ်မှုမျိုးကိုသူတို့အသေးရတာကမဆန်းပါဘူးဟာရီကိန်းလိုကိုသိန်းဆက်ကြီးနဲ့ရှင်းလိုက်ရင်ဂျန်ဆန်ကစိတ်ယုံကထွက်ကနေကတန်ပတ်ပြက်နေတဲ့စိတ်ယုံလိုဖြစ်နေမှာကိုဒါကြောင့်ဘိုင်ယန်ကတော်ပါပြီဗျာကျွန်တော်တို့လမ်းခွဲကြပါဆိုပြီးဂျန်ဆန်ကိုလမ်းနဲ့ပြန်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါရင်ဂျန်ဆန်ပြန်လာမယ်ဆိုတော့ချဲစီပရိသတ်တွေရင်ထဲမှာပြောင်းအိုးဖောက်တယ်လို့ဒင်းကနေဖြစ်သွားမှာပါအမလီသွားပါပြီငါတို့အေးဆေးနေရတာမကြသေးဘူးဒီကောင်ပြန်ရောက်လာအောင်မယ်ဆိုပြီးသွေးတိုးကျင်ဖြစ်နေကြမှာသိကြပါရင်ဂျန်ဆန်ရဲ့ဆွမ်းဆောင်ရည်ကိုသိကြတယ်မို့လားကိုဘောက်ကပင်လယ်ပြန်လောက်ကျင်နေတော့သူကန်လိုက်ရင်ကိုရိုင်းမေကထွက်သွားတက်တဲ့မော်ဆွမ်းရှိသူပါဘာရင်မှာဘလို့တွေသွားလို့ခဲ့လဲမသိပေမဲ့ပြန်လာရင်တော့အတွေ့အကြုံတွေရလာပြီဆိုပြီးပိုချမ်းလာဖို့ရှိပါတယ်ကဲစစ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကရောက်လာပါပြီလာမယ့်ရာသီမှာချဲစီတိုက်စစ်ကနီကိုလက်ဂျန်ဆင်လီယန်ဒီလက်နဲ့အလီဟန်တိုဂါနာချိုတို့3ယောက်တွဲကစားကြမယ်ဆိုပါစို့ဒီ3ယောက်ပေါင်းရင်ဘာဖြစ်မလဲမိဖို့ကြောင်ထဲမှာမြောက်3ကောင်ရောက်သွားတယ်လို့ဖြစ်သွားမှာပါမကန်နီကွဲမယ်အိုးတွေမှောက်မယ်စားကြတွေဖိတ်စင်ကုန်မယ်ဒါပေမဲ့ဟင်းတစ်ခွက်မှဖြစ်လာမှာမဟုတ်ပါဘူးဒီ3ယောက်ရဲ့ကမ်ပစီအတွဲဖက်ညီမှုကိုဖျက်ကြည့်ကြရအောင်နီကိုလက်ဂျက်ဆင်ကတိုင်းစစ်မိုစထရိုက်ကာနေရာမှာကစားမယ်သူ့လောက်ကဘာလဲရိုးကျုံမယ်ဂိုးလွတ်လွဲမယ်ဒိုင်းကိုအော်မယ်သူကဘောလုံးကွင်းထဲမှာလမ်းပြောင်းနေတဲ့ခီးတယ်လို့ပါပဲဘယ်ပေးရမှန်းမသိဘယ်ကန်ရမှန်းမသိသူ့ဘေကနေရာကိုလည်းငါ့လိုလိုက်ကစားကြဆိုပြီးဥဆောင်လမ်းပြလုပ်ပါလိမ့်မယ်ဂါနာချိုကဘယ်တောင်မှကစားမယ်သူ့လောက်ကဘာလဲဘောလုံးရရင်ခေါင်းငုပ်ပြီးပြင်းမယ်ဘေးလူကလုံးဝမပေးဘူးဂိုးပေါက်ထွတ်ရနဲ့ကန်မယ်မိုးပေါက်ထောင်တက်သွားမယ်ဂျက်ဆန်ကဟက်ကောင်ငါပေးလေလို့အော်ရင်ဂါနာချိုကမပေးဘူးငါပဲကန်မယ်ဆိုပြီးလူကန်ကြမယ်မြင်ကွင်းကိုမြင်အောင်ကြည့်ပါကလေးနှစ်ယောက်ရုပ်လူသလိုတိုင်းစစ်ကဘရုတ်ဒုက္ခဖြစ်နေမှာပါဒီလက်ကညာတောင်ပန်ဓမ္မမုတ်ဂျန်ဆန်နဲ့တွဲဖက်ကစားမယ်သူကလူကောင်ကြီးတယ်အားတန်တယ်ဒါပေမဲ့ဒီနှစ်ယောက်ဂျားရဲကရောက်သွားရင်လည်းသူကကြောင်သွားမှာပါငါဘာလို့ပေးရမလဲဟိုကောင်ကနာချိုကလည်းမပေးဘူးဒီကောင်ဂျန်ဆန်ကလည်းလွဲနေတယ်ဆိုပြီးသူကရောရောင်ပြီးတိုင်ပတ်သွားနိုင်ပါရင်နှစ်တိုးတကောင်ကွင်းထဲဝင်လာပြီးတွေးကြဝင်တိုင်းတယ်လို့ဖြစ်နေပါပါဒီ3ယောက်ပေါင်းတိုင်းစစ်ကိုဥမာပေးရမယ်ဆိုရင်တန်းဆုံတီးဝိုင်းလို့ဖြစ်နေပါလိမ့်မယ်ဂျန်ဆန်ကဘုံတီးတယ်စီးပွားလုံးဝမကိုက်ဘူးဂါနာချိုကဂီတာတီးတယ်ကျိုးပြက်နေတာတောင်ဆက်တီးနေတယ်ဒါပေမဲ့လက်ကွက်တော့အကောင်းမရဘူးဒီလက်ကသချင်းဆိုတယ်အတန်ကအော်တန်ပဲထွက်တယ်ဒီ3ယောက်ပေါင်းပြီးဖျော်ဖြေပွဲလုပ်ရင်ပရိသတ်တွေနားကွဲပြီးထွက်ပြေးရမယ်ကိန်းပါအဲ့ချိန်ကျရင်ဘယ်သူဖြစ်မလဲမသိပေမဲ့ချဲစီနေပြခင်ဗျားတော့တနာစရာပါဒီ3ယောက်ကိုထိန်းချရတာကြောင်ခွေးကြက်ကိုတိန်နဲ့အတူထားသလိုနေတိုင်းပြဿနာတက်နေပါပါဂါလာချိုကဘောလုံးမပေးလို့ဂျက်ဆန်ကစိတ်ကောက်မယ်ဂျက်ဆန်ကိုလဲလို့ဒီလက်ကခေါင်းခါမယ်ဒီလက်ကလူဝင်တိုက်လို့အနေကက်ထိရင်ကျန်တဲ့2ယောက်ကလက်ခုပ်တီးမယ်နေပြခင်ဗျာကွင်းမေးမှာသွေးတိုးကြစေဆောင်ထားရမယ့်အခြေအနေပါချော်ပြီးတော့ပြောမယ်ဆိုရင်ဘိုင်မြူနစ်ကဂျက်ဆန်ကိုပြန်ပို့လိုက်တာဟာချဲစီအတွက်ကန်ဆိုးမမောင်ကြခြင်းပါပဲဂျန်ဆန်ကာနာချိုဒီလက်ဒီ3ယောက်ပေါင်းလိုက်ရင်ရလာမယ့်ရလက်ကဂိုးမဟုတ်ပါဘူးဟာတာတွေပဲဖြစ်လာမှာပါအစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ